ရောက်သေးတဲ့မြေပြင်ပေါ်ဝဲအေးမြတဲ့ရေစက်ကလေးတွေတန်တင်ပြိုင်ပြိုင်သွဲကဖြာဝေစီးသလိုကိုယ့်ရဲ့ဘဝကိုချုပ်ထိန်ရင်ညီတဲ့တန်ကောင်လူသားရဲ့ချင်းချင်းမှလေးဖျားမြတ်ခေါ်အောင်မယ်အကုန်စင်မမြင်နိုင်အောင်ကျေပြောင်းလုံးတယ်ရွှေဝါရောင်သွင်းတဲ့လေခွင်များကိုရောဖြာထမှုထဲရဲ့ဘလူသားတင်ဖြစ်ပြီလားခင်ဗျာကျွန်တော်ကိုစိတ်လုံးမူပါခိုင်းစေပါအလိုတော်တိုင်းသုံးပြမှုပါခြေတော်ရင်နာမှာဒူထောင်ရဲ့နှုတ်ပတ်ချမ်းစာဆိုသည်မှာညညူသောဟေရှာယာကိုဘုရားရှင်သခင်ဖရာစေတမန်တရတ်သည်မိညနဲ့ယူတော်မူသောမိဂတခဲကိုကိုင်ဆွဲကပြည်လေစီပြီးသူစရိုက်အပြစ်များကိုအကုန်စင်မမြင်နိုင်အောင်ကျေပြောင်းလုံးတယ်ရွှေဝါရောင်သွင်းတဲ့လေခွင်များကိုရောဖြာထမှုထဲရဲ့အိုလူသားသင်ဖြစ်ပြီလားအိုဖာချင်တော့ကိုစေလုံးမူပါခိုင်းစေပါလိုတော်တိုင်းသုံးပြမှုပါခြေတော်ရင်နာမှာဒူထောင်ရဲ့